မောင်သူမိရာကိုကိုမြောက်ဖြစ်တဲ့မေတ္တာပါရမီကိုရေနဲ့အတူဥပမာထားပြီးတော့အေဟာဆိုးတဲ့သူကိုပဲဖြစ်ဖြစ်ကောင်းတဲ့သူကိုပဲဖြစ်ဖြစ်လူဆိုးလူကောင်းမရွေးပဲနဲ့ရေရဲ့အေးချမ်းခြင်းဆိုတဲ့အရာကိုအလုံးရဲ့အပေါ်မှာညီတူညီမျှဖြန့်စေတယ်နှံ့စေတယ်ရေအေးလေးလောင်းချလိုက်ရင်လူကောင်းလည်းပဲအေးတာပဲလူဆိုးလည်းပဲအေးတာပဲအဲ့ဒါလို့လူဆိုးလူကောင်းမရွေးပဲနဲ့အယုတ်အမြတ်မရွေးပဲနဲ့လူတွေရဲ့ဂုံအည်သွေးကိုလိုက်ပြီးတော့စူးစမ်းမနေပဲနဲ့လူသားအလုံးရဲ့အပေါ်မှာမုန်းเสียကောင်းတဲ့လူရဲ့အပေါ်မှာပဲဖြစ်ဖြစ်ချစ်เสียကောင်းတဲ့လူတွေရဲ့အပေါ်မှာပဲဖြစ်ဖြစ်ညီမျှစွာမေတ္တာတရားဟာရေပမာအေးချမ်းမှုကိုဖြစ်စေတယ်လို့သဘောထားပြီးတော့သင်ဟာမေတ္တာတရားကိုပွားရသူကိုယ်သူဆုံးမတာနော်ဒီနေရာမှာသူကရေရဲ့အစွမ်းတတ္တိကိုနှစ်ချက်လောက်သူကပြောတယ်ဒေတေနာအေတမညီတူညီမြပရတိဖြန့်ဤပဝါဟိတိရဇောမလံရဇောမလံမြူအညစ်အကြေးကိုပဝါဟိတိယထာမျောတဲ့ကဲ့သို့ဝါစေကြောတုတ်တင်တဲ့ကဲ့သို့နံပါတ်1ရေဟာအေးချမ်းစေတယ်နံပါတ်2ရေဟာအညစ်အကြေးကိုတန့်ရှင်းစေတယ်ဟုတ်လားအဲ့ဒီလိုရေရဲ့အရည်အသွေးနှစ်ချက်ရှိတဲ့နေရာမှာမျက်နှာကြီးငယ်မလိုက်ပါဘူးလူဆိုးလူကောင်းမရွေးပါဘူးသုံးဆွဲတဲ့ပုဂ္ဂိုလ်တိုင်းကိုအေးချမ်းစေတယ်အညစ်အကြေးကိုတန့်ရှင်းစေတယ်အဲ့ဒါလိုပဲတဲ့ကိုယ့်ရဲ့အကျိုးစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်တွေရဲ့အပေါ်မှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အကျိုးစီးပွားကိုမလိုလားကြတဲ့ကိုယ့်ရန်သူတွေရဲ့အပေါ်မှာပဲဖြစ်ဖြစ်အကျိုးစီးပွားရှိသူမရှိသူမခွဲခြားပဲနဲ့အလုံးရဲ့ပေါ်မှာတူမျှတဲ့မေတ္တာတရားထားနိုင်အောင်သင်ကျင့်သုံးမယ်ဆိုလို့ရှိရင်ဘုရားရှင်စစ်ဧကံဖြစ်ပါလိမ့်မယ်လို့အင်မတန်ကောင်းတဲ့ဥပမာလေးနော်ဒကာကြီးဒီမိုင်းများသောအားဖြင့်ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့စိတ်ဟာမေတ္တာထားပြီဆိုလို့ရှိရင်မေတ္တာထားเสียကောင်းတဲ့လူတွေရဲ့အပေါ်မှာပဲရွေးပြီးတော့မေတ္တာကထားတာမေတ္တာထားเสียသိမကောင်းဘူးဆိုလို့ရှိရင်မေတ္တာကလွယ်လွယ်ကူကူဖြစ်မလာဘူးမေတ္တာနဲ့သူ့ကိုတန်တယ်လို့မထင်ဘူးနဲ့တူပါရဲ့ဟုတ်လားဒါကြောင့်လေတရားဓမ္မတို့ဦးဇင်းတို့တွေဟာအင်မတန်မြင့်မြတ်တယ်ဆိုတဲ့စည်ရင်းတွေကိုမပါကြသေးတာပေါ့ဟုတ်လားမေတ္တာပါရမီကိုအထုထိပ်ရောက်အောင်ပွားများခြင်းကြတဲ့ပုဂ္ဂိုလ်တွေကြတော့ရေဟာလူဆိုးလူကောင်းမရွေးအေးချမ်းသေးသလိုအညစ်အကြေးကိုဆေးကြောပေးသလိုမေတ္တာတရားကိုကိုယ့်ပေါ်မှာကောင်းတဲ့လူကိုပဲဖြစ်ဖြစ်ဆိုးတဲ့လူရဲ့အပေါ်မှာပဲဖြစ်ဖြစ်ညီတူညီမျှအေးချမ်းစေရမယ်ငြိမ်းချမ်းစေရမယ်လို့သူကအဲ့လိုဆုံးမ